မင်္ဂလာပါကျွန်တော်ဒီနေ့ဖះเจ้าနေမှာပြောလေးပြောထားမရှိတဲ့ငရဲမရဏနိုင်ငံเจ้าကျွန်တော်တို့ကလေ့လာရအောင်เนาะသူတစ်ဖြစ်တမချန်းစာကနေပြီးတော့မရဏနိုင်ငံငရဲเจ้าကိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ကလေ့လာရအောင်ငရဲဆိုတာကျွန်တော်ထာဝရဖះနဲ့ဝေးရရဖြစ်တယ်ပြီးရင်နောက်တစ်ခုပါရှိလဲဆိုလို့ရှိရင်အပြစ်ဒဏ်ခံရရဖြစ်တယ်ငရဲဆိုတာပိတမကျန်းစာအထူးသဖြင့်မြန်မာကျန်းစာထဲမှာဆိုလို့ရှိရင်ငရဲရဲလို့ပြောလာပြီးမရဏနိုင်ငံရဲလို့ပြောလာပြီးဆိုလို့ရှိရင်ပိုးမသေးမီးမငိမ့်ရရက်ငရဲလို့လည်းခေါ်တယ်နောက်တစ်ခုကအပြင်ရက်မောင်မိုင်းလို့လည်းခေါ်တယ်ပြီးနောက်တစ်ခုကအနက်ဆုံးသောအရက်အနက်ဆုံးသောတွင်းပေါ့နော်အနက်ဆုံးသောအရက်လို့လည်းခေါ်တယ်ပြီးရင်ထာဝရမီးရိုင်လို့လည်းခေါ်တယ်ကျောင်းငရဲကျောင်းဘာဖြစ်လို့လိလာတင်လဲသူတစ်ဖြင့်ကျောင်းဖះကျောင်းနေမှာလဲငရဲမရဏနိုင်ငံအကြောင်းပြောလေပြောတာမရှိတော့ဘူးအားကြောင့်အရေးကြီးတယ်ပေါ့နော်ဖះเจ้าမှမပြောတဲ့ဟာကျွန်တော်လေ့လာဖို့ပြောဖို့ရေးကြီးတယ်ဘသူတွေတော့ငရဲကိုဖះကဖန်ဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ကကြည့်အောင်နော်ရှင်မသက်25:41မှာဆိုလို့ရှိရင်ထိုအခါလေဝဲတော်ဘက်မှရှိသောသူတို့အားမင်းကြီးကကျိန်ချင်းကိုခံရသောသူတို့မာနနဲ့သူ၏တမန်တို့ဖို့ပြင်ဆင်သောထာဝရမီးတို့ငါထံမှခွာသွားကြလောတဲ့ဒီရှင်မသက်25:41မှာကြောပါတွေ့ရလဲဆိုလို့ရှိရင်မာနနဲ့သူရဲ့တမန်တွေပြင်ဆင်ထားတဲ့ဖန်ဆင်းထားတဲ့အရာဖြစ်တယ်ငရဲဆိုတာဥစွာလူတွေတော့ဖန်ဆင်းထားတာမဟုတ်ဒါပေမဲ့လူတွေသူပြအာရန်မယုံအာရန်ဖះကိုပြစ်မှားပြီးတဲ့နောက်ပိုင်းမှာဖះကိုမယုံကြည်တဲ့လူမယုံကြည်တဲ့လူခရစ်တော်ကိုအသက်ရှင်ပိုင်ရှင်ကဲ့တင်ရှင်ဖြစ်မယုံကြည်လက်ခံတဲ့လူတွေအားလုံးကမန္တနဲ့သွေးတမန်တွေရှိတဲ့နေရာမှာသွားမှာဖြစ်တယ်ဓမ္မဟောင်းနဲ့ယုံကြည်သူတွေပဲသွားလဲဒါကြောင့်မေးလက်မေးထားရှိတဲ့မေးခွန်းဖြစ်တယ်နော်ဓမ္မဟောင်းတဲ့ယုံကြည်သူပဲသွားလဲဆိုတော့မရဏနိုင်ငံကိုသွားတယ်ဆိုမရဏနိုင်ငံကိုသွားလဲဆိုတော့ကျွန်တော်တို့ကဘာဦးကျန်39-35မှာဖတ်ရအောင်ကျွန်တော်ကျမ်းစာကိုလေကျမ်းစာကိုကျွန်တော်တေချာမဖတ်ဘူးတေချာမလေးလောင်ကျွန်တော်ဘာတွေတွေ့ရတက်လဲဆိုမရဏနိုင်ငံရဲ့လို့ကျွန်တော်မြန်မာလိုဖြစ်ဓမ္မဟောင်းကျမ်းစာထဲမှာကြတော့ she all လို့ခေါ်တယ်နော် she all ဆိုတာ Hebrew ဘာသာဖြစ်တယ်ဓမ္မသစ်မှာကြတော့ Hades လို့သုံးတယ် Hades ဆိုတာကြတော့ငါရဲ့အတူတူပဲပေါ့နော်ဒါခေါ်ပေါ်သူဘာသာရဲ့ပေါ်မှာမွန်တည်ပြီးတော့ခေါ်မသူဒါပေမဲ့မရနိုင်ငံလို့ကျွန်တော်မြန်မာကျမ်းစာထဲမှာဘာသာပြန်လာတဲ့ဒီ Sheol ဆိုတဲ့မရနိုင်ငံရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်လူတွေရှိတဲ့အရက်လို့လည်းအဓိပ္ပာယ်ရတယ်ကဲကဘာဦးကျန်39-35မှာမရဏနိုင်ငံ Sheol လူတွေထားတဲ့အရက်လူတွေရှိရအရက်အသေးကောင်တွေရှိရအရက်ဆိုပြီးတော့ပထမဦးဆုံးကျွန်တော်ကျမ်းစာထဲမှာတွေ့ရမှာနော်ကဘာဦးကျန်39-35မှာသားသမီးအပေါင်းတို့ဒီအဘကိုနှစ်သိမ့်စေခြင်းကကြိုးစားတော်လဲသူဒီနှစ်သိမ့်စေသောစကားကိုနားမထောင်ပဲငါသားရှိရာမရဏနိုင်ငံသို့စိတ်မသာညည်းတွားလျက်စင်းသက်တော်မီဟုဆိုလေ၏ထိုသို့ယောသဘဒီတာကြောင့်ငိုကြွေးမိတမ်းလျက်နေ၏ဒီမှာကျွန်တော်ယောသရဲ့အဖေဂျေကုပ်ပေါ့နော်ယာကုပ်ယောသပျောက်ပြီလို့အကိုတွေကပြောတဲ့အချိန်မှာဆိုလို့ရှိရင် okay ငါဝမ်းနေစွာနဲ့ပဲငါမရဏနိုင်ငံကိုဆင်းရတော့မယ်ဆိုတော့ဆင်းသက်တော့မယ်လို့ဆိုလို့ကြတဲ့မရဏနိုင်ငံကအောက်ရက်မှာရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်သိရတယ်အောက်ရက်မှာရှိတယ်ပေါ့နော်ဘာလို့ဆိုတော့ဆင်းသက်တော့မယ်လို့ဆိုတဲ့အတွက်ကြောင့်မရဏနိုင်ငံအောက်ရက်မှာရှိတယ်ဆိုတော့ကျွန်တော်တို့အထူးဖြင့်ကျွန်တော်ယုံကြည်တယ်ပြင်ဒီမရဏနိုင်ငံကိုဒီ originalဒီဓမ္မဟောင်း Hebrew ကျမ်းစာထဲမှာဆို Sheol ဆိုပြီးတော့ရေးထားတယ်မရဏနိုင်ငံအဓိပ္ပာယ်ကလူသေးတွေရှိတဲ့နေရာပေါ့နော်ဒီနေရာမှာမရဏနိုင်ငံမှာဆိုလို့ရှိရင်ယုံကြည်သူရောမယုံကြည်သူရောထားတယ်ဒါပေမဲ့နေရာတော့မတူဘူးအဲ့ဒါကိုကျွန်တော်သေစိတ်ဆက်ပြီးတော့လေ့လာရအောင်ယုံကြည်သူဘယ်ကန့်မှာထားလဲမယုံကြည်သူဘယ်ကန့်မှာထားလဲဆိုတာဟာကိုတူကအကြည့်အောင်နော်အဲ့တော့ကျွန်တော်ဓမ္မသစ်ရှင်လုကာ16မှာကျွန်တော်သွားပြီးတော့တွေ့ရတယ်မရဏနိုင်ငံဘယ်ဘက်ချမ်းမှာဘယ်သူတွေထားလဲဘယ်ဘက်ချမ်းမှာဘယ်သူတွေထားလဲမယုံကြည်သူဘယ်မှာထားလဲခုနကျွန်တော်မေးတယ်ဓမ္မဟောင်းနဲ့ယုံကြည်သူဘယ်သွားလဲသူတို့မရဏနိုင်ငံတဲ့လို့သူတို့သွားတယ်ဒါပေမဲ့ဘယ်ရက်မှာဖះကသူတို့ထားလဲပြီးရင်ဓမ္မဟောင်းနဲ့မယုံကြည်သူတွေဒါမှမဟုတ်အခုလက်ရှိမှာ
မယုံကြည်သူတွေတေဆုံးပြီဆိုလို့ချင်းဘယ်ရက်ကိုသွားလဲဆိုတော့တမန်ကျမ်းစာကရှင်းရှင်းလင်းလင်းကိုဖော်ပြထားတယ်နော်ရှင်လုကာ16 20နဲ့23မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အမှကျွန်တော်အဒီပြဒီအဖြစ်ပြက်လေးပေါ့နော်သခင်ယေရှုပြောတဲ့ပုံဥပမာဖြစ်ပြက်လေးထဲမှာဆင်းရဲသားလာဇရုနဲ့တထေးသားကြောင့်သခင်ယေရှုပြောထားတယ်ဆိုတော့ရှင်လုကာ16 20နဲ့23ကိုကျွန်တော်သူကဖတ်အောင်နော်မှာတနေ့တနိုင်ထိုဆင်းရဲသားဒီတေလွန်၍ကောင်းကင်တမန်တို့သည်အာဗြဟံ၏ရင်ခွင်သို့ပို့ဆောင်ကြ၏တထေးသည်လည်းတေလွန်၍တကြိုချင်းကိုခံရလေ၏မရဏနိုင်ငံအငယ်23မှာမရဏနိုင်ငံ၌ပြင်းစွာသောဝေဒနာကိုခံရလျက်မျှော်ကြည့်၍အာဗြဟံကို၎င်းအာဗြဟံ၏ရင်ခွင်၌လာဇရုကို၎င်းဝေကမြင်လင်အမှဆင်းရဲသားတည်တဲ့ချိန်မှာဆိုလို့ရှိရင်ထိုဆင်းရဲသားတွေတည်လွန်၍ကောင်းကင်တမန်ဒီအာဗြဟံ၏ရင်ခွင်သို့ပို့ဆောင်ကြ၏ဆိုတော့ဓမ္မဟောင်းကယုံကြည်သူတွေခရစ်တော်ရှင်ပြန်မထမြောက်ခင်ထီပေါ့နော်သေဆုံးတဲ့လူအားလုံးကိုအာဗြဟံရင်ခွင်တဲ့အပို့ခံရတယ်အာဗြဟံရင်ခွင်ကဘယ်မှာရှိလဲဆိုလို့ရှိရင်ရှီအိုဆိုတဲ့ Hades ဆိုတဲ့နေရာမှာရှိတယ်အောက်ရက်မှာရှိတယ်နော်တထေးဒီလည်းသေလွန်၍တကြိုချင်းကိုခံရ၏မရဏနိုင်ငံ၌ပြင်းစွာသောဝေဒနာကိုခံရလျက်မျှော်ကြည့်၍အာဗြဟံကို၎င်းအာဗြဟံ၏ရင်ခွင်၌လာဇရုကို၎င်းအဝေးကမြင်လင်ကြောင့်26ကိုမှတစ်ချက်ကြည့်အောင်26မှာထိုမှတပါငါတို့နှင့်သင်တို့ဆက်ကြားမှာနက်လာသောကြောင့်ကြီးသည်ရှိ၏ထို့ကြောင့်ဤရက်မှသင်တို့ရှိရသောကူးကျင်သောသူမကူးနိုင်ထိုအရက်မှငါတို့ရှိရသောကူးကျင်သောသူလည်းမကူးနိုင်ဟုဆို၏ဆိုတော့တထေးသားမေးတဲ့ချိန်မှာအာဗြဟံပြောလဲโอเคမင်းတို့နဲ့ငါတို့ကြားထဲမှာအလွန်နဲ့တဲ့ကြောက်ကြီးရှိတယ်တဲ့ငါတို့စီကနေမင်းတို့စီကိုကူးကျင်လဲဆိုလို့ရှိရင်လည်းမရဘူးမင်းတို့စီကလည်းနေငါတို့စီကူးကျင်လဲဆိုလို့ရှိရင်လည်းမရဘူးကျွန်တော်ဒီမှာဘာနားလဲရလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တည်တယ်ဆိုလို့ရှိရင်ဖယားခင်ရဲ့အပြစ်စီရင်ခြင်းကိုကျွန်တော်ခံရမယ်ဖျားခင်ဘာရီတူပုံကျွန်တော်သွားမလားဒါမှမဟုတ်ငရဲကိုကျွန်တော်ဆင်းမလားဒီညမှာဤအရက်မှသင်တို့ရှိရတော့ကူးကျင်တော်သူမကူးနိုင်ကြောသေပြီးပြီဆိုလို့ရှိရင်ကြောဝိညာဉ်ကလှုပ်ချင်တဲ့အတိုင်းလှုပ်လို့မရတော့နောင်တရမယ့်ချိန်ကြောဝိညာဉ်မှာမရှိတော့ပြီးထိုအရက်မှငါတို့ရှိရတော့ကူးကျင်တော်သူလည်းမကူးနိုင်ဟုဆို၏ဆိုသေပြီးပြီနောက်ဆိုသေပြီးပြီဆိုလို့ရှိရင်ကြောဝိညာဉ်ကနောင်တရလို့မရတော့ကျွန်တော်လှုပ်ချင်တိုင်းလှုပ်လို့မရတော့ဆိုတော့ကျွန်တော်သက်ရှင်နေတဲ့ချိန်မှာကျွန်တော်စဉ်းစားဆုံးဖြတ်ဖို့ဖြစ်တယ်ဆိုတော့ဒီနေရာမှာတစ်ဖက်မှာကြီးစွာတဲ့ဝေဒနာကိုခံရတယ်ဒီတစ်ဖက်မှာအာဗြဟံရင်ခွင်မှာတက်တာခြင်းကိုရတယ်ပေါ့နော်ဒီလာဇရုဆင်းရဲသားလေးကဆိုတော့ဒီပုံလေးမှာကျွန်တော်ချက်ကြည့်အောင်နော်မရနိုင်ငံဓမ္မဟောင်းမှာဆိုလို့ရှိရင်ရှီအိုလို့ခေါ်တဲ့ဓမ္မသစ်မှာ Hades အတူတူပဲဖြစ်တယ်သူတို့ဒီမရနိုင်ငံအောက်ရက်မှာရှိတယ်တထေးသားကပြင်းစွာသောဝေဒနာခံရတဲ့အရက်မှာရှိတယ်ဒီနေရာတစ်ခုတည်းပဲဒါပေမဲ့ပြင်းစွာသောဝေဒနာခံရတဲ့ရက်မှာရှိတယ်ဆင်းရဲတဲ့လာဇရုကဘယ်ဘက်ချမ်းမှာရှိလဲဆိုလို့ရှိရင်အာဗြဟံရင်ခွင်သက်သာရာရတဲ့နေရာမှာရှိတယ်သူတို့ကြားထဲမှာပါရှိလဲဆိုရင်ကြောက်ကြီးရှိတယ်ဆိုတော့အားကျွန်တော်သိဖို့လို့ဓမ္မဟောင်းအယုံကြည်သူဘယ်ကိုသွားလဲဆိုတော့အာဗြဟံရင်ခွင်ကိုသွားတယ်ဒါမှမဟုတ်တက်တာချင်းရတဲ့နေရာမှာဖခင်ကထားတယ်โอเคဟုတ်ပြီကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပြင်ကျွန်ဓမ္မသစ်သခင်ရှုပြောတဲ့ဒီငရဲဒါမှမဟုတ်အပြင်ရဲ့မောင်မိုက်လို့လည်းခေါ်တယ်နော်ပြင်တော့ကအနက်ဆုံးသောအရက်မရဏနိုင်ငံဆိုလို့ရှိရင်ကျွန်တော်ယာယီချုပ်ထားရနေရဖြစ်တယ်ပြင်ကျွန်တော်ပလင်ဖြူရှေ့တရားစီရင်ပြီးတဲ့နောက်ပိုင်းမှာဒီအားအားလုံးကမရှိတော့ဘယ်သွားမလဲဆိုတော့ထာဝရမီးအိုင် Lake of Fire လို့အင်္ဂလိပ်လိုခေါ်တယ်ထာဝရမီးအိုင်ထဲမှာမာနသူတမန်နဲ့မယုံကြည်သူတွေအားလုံးခရစ်တော်ကိုယုံကဲတင်ပိုင်ရှင်ပြီးလက်မခံတဲ့လူအားလုံးထာဝရမီးအိုင်တွေကိုသွားမှာဖြစ်တယ်ဆိုတော့လက်ရှိကျွန်တော်ဝိညာဉ်တွေရှိတဲ့နေရာကယာယီဖြစ်တယ်ယာယီချုပ်ထားတဲ့နေရာဖြစ်တယ်ဒီမှာကျွန်တော်ပိုးသခင်ရှုပြောတဲ့ဒီပိုးမသေးမီးမငြိမ်းရအရက်ငရဲလို့လဲသခင်ရှုကမာကု9:43-40မှာ44မှာပြောတဲ့အရာကိုကျွန်တော်အတူတူကဖတ်ရအောင်နော်ဆိုတော့မာကု44 43-44ဒါပေမဲ့44ကနေကျွန်တော်ဆက်ဖတ်ရအောင်အဲ့ဒါကို
ပိုးမသေးမီးမငိမ့်ရရဲ့ပိုးရှိတယ်ဆိုလို့ရှိရင်ပိုးမသေးဘူးမီးလည်းမငိမ့်ဘူးဒါမဲ့ဒီငရဲကယာယီဖြစ်တယ်ထာဝရမီးရိုင်မဟုတ်သေးဘူးနော်မာကု9:43 ဒါမဲ့44ကိုဖတ်ရအောင်ပိုးမသေးမီးမငိမ့်ရငရဲဒီငရဲကိုကြတော့ဒီ Greek ကျမ်းစာထဲမှာ Gehenna လို့ရေးထားတယ် Gehenna ဆိုတာတကယ် Jerusalem ရဲ့တောင်ဘက်ချမ်းမှာရှိတဲ့နေရာဖြစ်တယ်တချိန်တော့ဓမ္မဟောင်းကာလမှာဆိုလို့ရှိရင်တပါးမျိုးသားတွေဖြစ်အေဒီလာလူမျိုးတွေအများကြီးလဲသူသားသမီးတွေကိုမီးနဲ့တကြိုလှုပ်တဲ့နေရာဖြစ်တယ်တခင်ရှုပ်ဘာဖြစ်လို့ Gehenna ဒီငရဲတွင်းကိုပိုးမတိမီးနဲ့မီးမငိမ့်ရဒီငရဲကို Gehenna ဆိုတဲ့စကားလုံးကိုသုံးရလဲဆိုလို့ရှိရင်ငရဲဆိုတာတအားယွန်စရာကောင်းတဲ့နေရာဖြစ်တယ်နော်ငရဲဆိုတာဖျားသားယွန်တယ်ဟုတ်ပြီနော်ဖျားသားယွန်တယ်ဖျားယွန်တဲ့လူတွေအားလုံးလည်းအဲ့နေအောင်သွားတယ်အကြောင်းမာကု9:44မှာပိုးမတိမီးမငိမ့်ရငရဲတွင်းမငိမ့်နိုင်သောမီးထဲသို့လက်နှစ်ဖက်လုံးဇုံဝင်ရတဲ့ထက်လက်ချို့တဲ့ရတဲ့ရှင်ချင်းတို့ဝင်တော်တာ၍ကောင်း၏ဒီငရဲကပိုးမသေးဘူးမီးမငိမ့်ဘူးမီးတဲ့ကိုသွားဖို့တခင်ရှောလို့မရှိဘူးဆိုတော့ဒီနေရာမှာငရဲဒီမာကု9:44မှာသုံးတဲ့ငရဲက Gehenna လို့ခေါ်တယ်ဘာဖြစ်လို့ဖခင်တခင်ရှုကဒီ Gehenna ဆိုတဲ့နေရာကိုသုံးရလဲဆိုလို့ရှိရင်ငရဲကဖះအတွက်အင်မတန်မှယွန်စရာကောင်းတဲ့နေရာဖြစ်တယ်ဆိုတာကိုတခင်ရှုဖော်ပြခြင်းလို့ဒီစကလုံးသုံးတာဖြစ်တယ်ပြင်ရှမသဲ10:20မှာတနည်းကကိုခန္ဓာကိုယ်သာတက်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်သောသူတို့ကိုမကြောက်ကြနဲ့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲနဲ့ဖြစ်စည်းနိုင်သောသူကိုသာတာ၍ကြောက်ကြလောတဲ့ကိုခန္ဓာကိုတတ်နိုင်တယ်လူကကိုခန္ဓာကိုတတ်နိုင်တယ်နှဆိုးတွေကလည်းကိုခန္ဓာကိုတတ်နိုင်တယ်စာတန်ကိုခန္ဓာကိုတတ်တယ်ပဲဖျားတကယ်သူတို့မကြောက်နဲ့တဲ့ဘယ်သူတွေကြောက်ပါလို့ပြောလဲဆိုလို့ရှိရင်ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲ၌ဖြစ်စည်းနိုင်သောသူကိုသာကြောက်ကြလောဆိုပြီးတော့သင်ယေရှုကပြောတယ်ဒီငရဲက Gehenna ဆိုတဲ့ဟာအရက်ကိုပြောခြင်းတာဖြစ်တယ်ပိုးမသေးမီးမငိမ့်ရရဲ့ယာယီချုပ်ထားရရဲ့လည်းဖြစ်တယ်နော်ကျော်ဝိညာဉ်တွေကိုယာယီချုပ်ထားတဲ့နေရာဖြစ်တယ်Gehenna ရက်ကိုကျွန်တော်လေ့လာပြီးဆိုရှင်နောက်ရက်ဘာကိုလေ့လာမလဲဆိုလို့ရှင်အပြင်ရက်မောင်မိုက်တခင်ရှောပြောတယ်ပြင်ရက်မောင်မိုက်ဟေးဒီလူတွေအပြင်ရက်မောင်မိုက်ကိုခေါ်သွားကြဆိုပြီးတော့ကျမ်းစာထဲမှာတခင်ရှုပြောပုံပမာပြောတဲ့ဟာရှိတယ်ရှမသဲ8:20မှာနိုင်ငံတော်သားတို့ဒီငိုကြွေးခြင်းအန်သွားခဲကြိတ်ခြင်းရှိရာအပြင်ရက်မောင်မိုက်တို့နင်ချခြင်းကိုခံရကြလက်တန်ဟုနောက်တော်သို့လိုက်တော်သူတို့ကမိန်တော်မူပြီးမှဒီနေ့မှာငိုကြွေးခြင်းရှိမယ်ဒီငရဲကအန်သွားခဲကြိတ်ခြင်းရှိမယ်အဲ့ဒီနေရာကိုတခင်ရှုနောက်တစ်မျိုးပါပြောလဲဆိုလို့ရှိရင်အပြင်ရက်မောင်မိုက်လို့ပြောတယ်နော်ကျမ်းစာထဲမှာမောင်မိုက်ရလို့ပြောလာပြီဆိုလို့ရှိရင်ဖះရဲ့မျက်မှောက်တော်မရှိတဲ့နေရာဖြစ်တယ်ဆိုဖះယွန်ရှာတဲ့နေရာဖះမျက်မှောက်တော်မရှိတဲ့နေရာမောင်မိုက်ရလို့ခေါ်တယ်ငရဲကိုလည်းဖြစ်တခင်ရှောအဲ့လိုမျိုးပဲဒီမှာပြောထားတယ်ငိုကြွေးခြင်းရှိမယ်အန်တော့ခဲကြိတ်ခြင်းရှိမယ်အပြင်မောင်မိုက်ဒီလူတွေခေါ်သွားပါတယ်တခင်ရှောပြောတယ်နော်ဆိုတော့မဿဲစနစ်မှာငရဲမှာငိုကြွေးခြင်းရှိမယ်အန်တော့ခဲကြိတ်ခြင်းရှိမယ်ပြီးရင်Gehennaဆိုတဲ့အရက်ခုနပထမကျွန်တော်ပြောတဲ့နေရာGehennaပိုးမသေးဘူးမီးမငိမ့်နဲ့ရငိုကြွေးခြင်းကျွန်တော်ခင်ယေရှုကိုလက်ခံယုံကြည်တယ်ဆိုလို့ချင်းဒီຢာတွေကိုကျွန်တော်တို့မကြုံတွေ့ရတော့ဆိုတော့ဂျေဇုတော်ဖခင်ဂျေဇုတော်ဖြစ်တယ်ပြီးရှမသဲ20:23မှာဒီအပြင်ရက်ကိုတခင်ယေရှုကဒီနေရာမှာလည်းဆက်ပြောတာကျွန်တော်တွေ့ရတယ်ထိုအခါမင်းကြီးဒီအချံရံတို့အားထိုသူ၏လက်ချီကိုတုံနောင်လောငိုကြွေးခြင်းအန်သွားခဲကြည့်ခြင်းရှိအပြင်ရမောင်မိုက်ထဲသို့ယူသွားကြလောဟုအမိန့်တော်ရှိ၏ဆိုတော့ဒီနေရာမှာဒီမောင်မိုက်ရဲ့တော့ခေါ်သွားခံရတော့နံပါတ်1ဘာလောက်ခံရလဲဆိုလို့ရှိရင်သူရဲ့ခြေလက်တုံနောင်ခြင်းခံရတယ်လုံးဝရွေ့ရှာလို့မရတော့ဒီတိုင်းငရဲကိုဆင်းသွားရတယ်ကျွန်တော်ဒီစကလုံးကိုကျွန်တော်မျက်စိထဲမှာမြင်ကြည့်ပါဘယ်လောက်ခက်မလဲခြေထောက်နဲ့လက်တုပ်ခြင်းခံရတယ်အပြင်ရဲ့ဖျားမျက်မှောက်တော့မရှိတဲ့နေရာခေါ်သွားခြင်းခံရတယ်ငရဲထဲမှာချခြင်းခံရတယ်အမှငိုကြွေးခြင်းရှိမယ်အန်တော့ခဲကြည့်ခြင်းရှိမယ်ဘယ်လောက်ကြောက်စရာကောင်းလဲကျွန်တော်ဆုံးတော့ကာလမှာတခင်ရှိုးလက်ခံဖို့အခွင့်အရေးရှိသေးတယ်မလက်ခံဘူးဆိုလို့ရှိရင်ဒီယာယီချုပ်ထားတဲ့နေရာဖြစ်တယ်နော်ဒီနေရာယာယီခဏလေးပဲထားတာဒီပလင်ဖြူရှိတရားစီရင်ခြင်းနောက်ပိုင်းမှာဒီယာတွေအားလုံးမရှိတော့ပြီးထောက်ရမိရင်လည်းသွားမှာဆိုတော့ဒါကြောက်စရာကောင်းတယ်နော်โอเคဒီကျွန်တော်ပထမပြောတဲ့မရနိုင်ငံယာယီချုပ်ထားတဲ့အရာကအောက်ရက်မှာရှိတယ်ပြီးရင်
တစ်ဖက်ကအာဗြဟံရင်ခွင်ဖြစ်တယ်အာဗြဟံရင်ခွင်ကကျွန်တော်တခင်ရှုရှင်ပြန်ထားမြောက်ပြီးတဲ့နောက်ပိုင်းမှာမရှိတော့ဘူးဒါပေမဲ့ဒီအာဗြဟံခုနကျွန်တော်လူကာ16ထဲမှာတွေ့ရတဲ့ဒီလာဇရုနဲ့တထေးသားသူတို့ကြားထဲမှာအလွန်နဲ့တဲ့ကြောက်ကြီးရှိတယ်မိတစ်ဖက်ချမ်းမှာတထေးသားရှိတယ်တထေးသားကပိုးမသိမင်းမင်းညရက်မှာဒဏ်ခံရတယ်အပြင်ရက်မောင်မိုက်လို့လည်းခေါ်တယ်တစ်ဖက်ချမ်းမှာအာဗြဟံရင်ခွင်မှာစင်ရသားလာဇရုကတက်တာချင်းခွင်ကိုရတယ်နော်ဒါတွေကယာယီချုပ်နှောင်ထားတဲ့နေရာဖြစ်တယ်ပြီးနောက်တစ်ခုငရဲနောက်တမတိတမငရဲနောက်တစ်မျိုးဘယ်လိုသုံးလဲဆိုလို့ရင်တာထရိုလို့ခေါ်တယ်ဒါမှမဟုတ်တာထရပ်လို့ခေါ်တယ်ဒီတာထရပ်ကိုတခါတဲ့တစ်ချိန်နဲ့ပဲကျွန်တော်တို့ဒီမတိမှာတွေ့ရတယ်ဒီစကလုံးသုံးတော့ဒီငရဲကိုဒါပေမဲ့ဒီငရဲထဲမှာကြတော့ကျွန်တော်လူသေးဝိညာဉ်တွေဒီငရဲမှာမထားဘူးဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကကြည့်အောင်နော်ရှင်ပေတရုဒုတိယဆောင်အခန်းကြီး1ခန်းငယ်4မှာအကြောင်းမူကားပြစ်မှားသောကောင်းကင်တမန်တို့ကိုဖျားသခင်သည်နှမျောတော်မမူငရဲတို့ချလိုက်ပြီးမှစစ်ကြောစီရင်ခြင်းလို့ငါချုပ်ထား၍မောင်မိုက်တန်ကြိုးနဲ့ချီနှောင်တော်မူ၏ဒီမှာငရဲဆိုတဲ့အောင်ကျွန်တော်တွေ့ရတယ်ဒီရှင်ပေတရုဒုတိယဆောင်အခန်းကြီး1ခန်းငယ်4မှာပြစ်မှားသောကောင်းကင်တမန်ဆိုတာကဘာဦးကျန်း6ထဲမှာလူသားတွေအမျိုးသမီးတွေလှအစင်းလာတယ်ဆိုပြီးတော့ကောင်းကင်နဲ့ဆင်းလာပြီးတော့ပြစ်မှားတဲ့ကောင်းကင်တမန်ကိုပြောချင်တာဖြစ်တယ်နော်ဒီနေရာမှာဆိုအဲ့ဒီကောင်းကင်တမန်အားလုံးကိုဘယ်နေရာမှာတီးတန့်ဖျားကထားလဲဆိုလို့ရှိရင် Tartarus ဆိုတဲ့နေရာမှာဖျားကတီးတန့်ထားတယ်ကျွန်တော်ဒီပေါ် Tartarus မှာကျွန်တော်လူဝိညာဉ်တွေမရှိဘူးကောင်းကင်တမန်တွေရှိတယ်အဲ့ကောင်းကင်တမန်ဘာလို့လဲရှင်ပေတရုဒုတိယဆောင်2လေးကျွန်တော်ပြန်ဖတ်မယ်နော်အကြောင်းမူကပြစ်မှားသောကောင်းကင်တမန်တို့ကိုဖျားသခင်သည်နှမျောတော်မမူငရဲတို့ချလိုက်ပြီးမှငရဲ Tartarus ချလိုက်ပြီးမှစစ်ကြောစီရင်ခြင်းလို့ငါချုပ်ထားတော်မူ၏ဒီကောင်းကင်တမန်တစ်ဖွဲ့လုံးပြစ်မှားတဲ့တစ်ဖွဲ့လုံးအဲ့နေရာမှာချုပ်ထားတာနော်ပြီးမောင်မိုက်တန်ကြိုးနဲ့ချီနှောင်တော်မူ၏ဘယ်တော့ဒီကြောက်စရာကောင်းလဲဒီလူတွေစစ်ကြောစီရင်ဖို့နောက်ဆုံးတော့ကာလမှာစစ်ကြောစီရင်ခြင်းခံရဖို့ဒီမှာချုပ်ခြင်းခံရတယ် Tartarus လို့ခေါ်တာနော် Tartarus ဆိုတဲ့စကားလုံးကိုကျွန်တော်လေ့လာမယ်ဆိုလို့ရှိရင်ဒီ Tartarus ဆိုတဲ့ငရဲကအောက်ရက်မှာရှိတယ်ဒါပေမဲ့လူကျွန်တေပြီးလူဝิญဉ်ဖျောက်မယုံကြည်တဲ့ခင်ရှုကိုတက်ကင်ပိုင်ရှင်ပြမယုံကြည်မလက်ခံတဲ့ဝิญဉ်တွေထားတဲ့နေရာမဟုတ်ဘူးသူကတခြားနေရာအဲ့တွင်းထဲမှာပဲရှိတယ်ဒါပေမဲ့တီးတန့်နေရာလေးဖြစ်တယ်ဆိုတော့ဒါလည်းယာယီပဲเนาะဒီလူတွေအားလုံးကထာဝရမီးထဲမှာခြာခြင်းခံရမယ်ကျွန်တော်ပလင်ဖြူရှစ်တရားဆင်ခြင်းပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒီနေရာမှာကဘာဦးကျန်း6မှာပြစ်မှားတဲ့ကောင်းကင်သမားတွေကိုချုပ်ထားတဲ့နေရာဖြစ်တယ်အဲ့တော့ရှင်ယူဒကလည်းဆက်ပြောတယ်နော်ရှင်ယူဒ1:6မှာယူဒကခန်းကြီးတစ်ခုပဲရှိတယ်ခန်းကြီးတစ်ခုပဲရှိတယ်အမှငယ်6မှာထိုမှတပါမိမိတို့အခွင့်အရာကိုမဆောက်မိမိတို့နေရာရက်ကိုစွန့်ပစ်သောကောင်းကင်တမန်တို့ကိုကြီးစွာသောနေ၌စစ်ကြောစီရင်ခြင်းလို့ငါထာဝရချီနှောင်ခြင်းအဖြစ်မှောင်မိုက်ထဲမှာချုပ်ထားတော်မူ၏ဆိုတော့ကဘာဦးကျန်း6ဒါစာရနဲ့သူ့ရဲ့ပေါင်းပါတချို့ကိုပြောချင်တာမဟုတ်ဘူးเนาะဒီယူဒ1:6နဲ့ရှင်ပေတရုဒုတိယဆောင်1:4ကဘာဦးကျန်း6ထဲမှာလူမျိုးသမီးပြစ်မှားတဲ့ကောင်းကင်တမန်တစ်ဖွဲ့ကိုပြောချင်တာဒီနေရာမှာเนาะဒီကောင်းကင်တမန်ဖွဲ့ကိုကျတော့ဘနဲအလဟိမ်လို့ခေါ်တယ်ဖခင်ရဲ့သားတွေဆိုပြီးတော့မြန်မာကျမ်းစာထဲမှာလည်းဘာသာပြန်တာလဲကျွန်တော်ဟေဘရုကျမ်းစာထဲမှာဆိုလို့ရှိရင်ဘနဟမ်အလဟိမ်ဖခင်ရဲ့သားတွေပေါ့နော်ဒီကောင်းကင်သမားမျိုးစားတစ်မျိုးဖြစ်တယ်ဆိုတော့ဒီကောင်းကင်သမားတွေကိုဖခင်ကဘယ်ပါတွက်ချုပ်တာလဲကြီးစွာသောနေနဲ့ဆင်ခြင်းလားဘာကြီးစွာသောနေလဲပလင်ဖြူရှစ်တရားဆင်တဲ့နေကိုဖခင်ကစောင့်ခိုင်းတယ်ဒီဖွဲ့တွေကိုဆိုတော့ဘယ်လောက်ကြောက်စရာကောင်းလဲဖခင်ကဖျောက်ပြစ်မှန်ဖျားကကြောက်စရာသားကောင်းပါတယ်နောက်တစ်ခုကကျွန်တော်အနက်ဆုံးသောရက်ကိုကျွန်တော်ကြည့်အောင်တချို့ကဒီ Tartarus ဒီကပောက်ကျန်း6မှာပြစ်မှာတဲ့ကောင်းကင်သမားတွေချုပ်တဲ့နေရာကအနက်ဆုံးသောရက်လို့လည်းခေါ်တယ်တဲ့အားကြတော့ကျွန်တော်ကျမ်းစာထဲမှာမတွေ့ရအောင်ဟုတ်တူလားမတူလားဆိုတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာခွဲပြီးတော့ကျွန်တော်ပြောခြင်းတယ်ဆိုတော့အနက်ဆုံးသောရက်အင်္ဂလိပ်ကျမ်းစာမှာဆိုလို့ရှိရင် bottomless pit ဆိုတာအဆုံးမရှိတဲ့တွင်းကြီးကိုပြောခြင်းတာမြန်မာကျမ်းစာမှာအနက်ဆုံးတော့ရက်လို့ပြောတယ်နော်ဆိုတော့အနက်ဆုံးတော့ရက်ဆိုတော့သူ့အောက်မှာဘာမှမရှိတော့ဆိုတော့ Tartarus တို့ဒီ Hades Tartarus တို့နောက်တစ်ခုကျတော့ဒီလူသေးဝိညာဉ်တွေချုပ်ထားတဲ့နေရာရဲ့အောက်ဆုံးမှာရှိလိမ့်မယ် the bottomless pit အနက်ဆုံးတော့ရက်လို့သုံးနေပုံမှာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့
ရှင်လူကာ831မှာကျွန်တော်တွေ့ရမယ်နော်တခင်ရှုကနတ်ဆိုးဆွဲတဲ့လူနှစ်ယောက်ခရီးသွန်းနဲ့တွေ့တယ်တဲ့အချိန်မှာနတ်ဆိုးဆွဲတဲ့လူနှစ်ယောက်ကကိုတော်ဖျားကျွန်တော်တို့ကအနက်ဆုံးသောရက်ကိုမနေပါနဲ့ဆိုပြီးတော့တောင်းပန်တယ်ဆိုတော့တခင်ရှုโอเคမင်းတို့ဆိုရှင်ဟိုဝက်ထဲဝင်လိုက်ဆိုဝက်ထဲမှာတခင်ရှုကဝင်ခိုင်းတယ်ဆိုတော့အဲ့နေရာမှာသုံးတဲ့စကားလုံးဖြစ်တဲ့အနက်ဆုံးသောရက်နတ်ဆိုးတဲ့ဘယ်လိုတောင်းပန်လဲအနက်ဆုံးသောရက်တော့သွားစေခြင်းကမနေပါမီကြောင်းတောင်းပန်လေ၏ဆိုတော့နတ်ဆိုးတွေကတည်တယ်အနက်ဆုံးသောရက်ဒီအနက်ဆုံးသောရက်တခင်ရှုသွားပါလို့ပြန်သူတို့သွားမှာမသွားလို့မရတခင်ရှုမိန်ပေးလိုက်ဒါပေမဲ့တခင်ရှုโอเคမသွားသေးနဲ့ဘာလို့သူကအချိန်မရောက်သေးဘူးခုနကကျွန်တော်ဖတ်တဲ့ဒီရှင်ယူရတဲ့6ထဲမှာကြီးစွာသောနေ၌စီရင်ခြင်းဒီစီရင်ခြင်းနေမရောက်သေးတဲ့ကျွန်တော်ခင်ရှုโอเคမင်းတို့မသွားသေးနဲ့အောင်မင်းတို့စောင်းလိုက်ဆိုပြီးတော့ဝတ်သေးဝင်ခိုင်းလိုက်တယ်ဝတ်သေးဝင်ပြီးတော့ဝတ်တွေအကုန်လုံးကြောက်ကဘာထဲကြပြီးတော့တည်သွားတယ်ဆိုတော့အနက်ဆုံးသောရက်ကိုဒီမှာသုံးထားတယ်ပြီးရင်ဗျာဒိတ်ကိုထဲမှာဒီအနက်ဆုံးသောရက်ကဒါစိတ်ဝင်စားစရာကောင်းတယ်နော်ဒီအနက်ဆုံးသောရက်ကြောင့်ကျွန်တော်ဗျာဒိတ်ကိုခန်းကြီးကိုခန်းရတဲ့နှစ်ကိုကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်ပထမကောင်းကင်သမန်ဒီတဘိုးမုတ်သောအခါတဘိုးမုတ်သောကကျဲတလုံးนี่ကောင်းကင်ကမြေကြီးတို့ကြာဒီကုငါမြင့်သူ၌အနက်ဆုံးသောတွင်ဤတော့ကိုအပ်ပေးသည်ဖြစ်၍ကောင်းကင်သမန်တပါးကြာလာတယ်အဲကောင်းကင်သမန်လက်ထဲမှာပါရှိလဲဆိုလို့ရှင်လက်ထဲမှာအတွင်းဆုံးသောရက်ခုနတခင်ရှူးကိုကိုတော့ကျွန်တော်တို့ကိုအနက်ဆုံးသောတွင်းကိုမနှင်ထုတ်ပါနဲ့ပြောတယ်ဒီအနက်ဆုံးသောတွင်းငရဲတော်သူမှာရှိတယ်ရခန်းကြီးနှစ်မှာထိုသူဒီအတွင်းအနက်ဆုံးသောတွင်းကိုဖွင့်လင်ကြီးစွာသောမီးဖိုအခိုးကဲ့သို့သောအခိုးဒီတွင်းတွေကတက်လေ၏ထိုတွင်းမီးခိုးကြောင့်နေနဲ့အာဂါသကောင်းကင်ဒီမောင်မိုက်လေ၏ဆိုအနာဂတ်မှာကောင်းကင်မှာတဘိုးမုတ်တဲ့ချိန်မှာဒီအနက်ဆုံးသောတွင်းဖွင့်ခြင်းခံမှာအနက်ဆုံးသောတွင်းကနေပြီးတော့တက်လာမဲ့နှဆိုးတွေရှိတယ်ကဲပြတဲ့ကို7ကိုကျွန်တော်ဆက်ဖတ်မယ်ဆိုလို့ရှင်ထိုသူတို့ရှင်ပြည်မူကကျွန်အောက်ဆုံးတွင်းကနေပြန်တက်လာမဲ့လူရှိတယ်ဟေဘရဲဘာသာဖြင့်အဘဒရွေ၎င်းဟေလဒဆိုတာ Greek ကိုပြောချင်တာနော်ဟေလဒဘာသာဖြင့်Apollyon ဟိုလည်းကောခေါ်တော့အနက်ဆုံးတော့တွင်းတမန်ဖြစ်၏ဆိုဒီအဲ့အနက်ဆုံးနဲ့မှာရှိတဲ့တမန်ကောင်းကင်တမန်ဖြစ်တယ်ဖះရဲ့ကောင်းကင်တမန်မဟုတ်ဘူးနော်နှဆိုးအဲ့ကောင်းကင်တမန်တွင်းတမန်ဒီမှာတမန်ကျမ်းစာတည်ချက်ပြဒီလူကခုနတော့ဖွင့်ပြီးတဲ့နောက်ပိုင်းဒီလူကအပေါ်တက်လာလိမ့်မယ်နောက်ကျကျွန်တော်ဗျာဒိတ်ကျွန်တော်သေးစိတ်လေးလာရအောင်နော်ဒီနေရာမှာကောင်းကင်တမန်တဘိုးမုတ်တဲ့ချိန်မှာကောင်းကင်တမန်လက်ထဲမှာကင်ထားတဲ့တော့အတွင်းဆုံးနဲ့ကိုသူတော့ပြီးဖွင့်ပြီးတော့အဲ့မှာချုပ်ထားတဲ့အကောင်တကောင်Apollyon လို့ခေါ်တယ်ဟေဘရဲဘာသာလို့ဆိုရှင် Abaddon သူ့လွတ်ပေးလိမ့်မယ်အဲ့နတ်ဆိုးကလူအများကြီးသူတတ်လိမ့်မယ်နောက်ဆုံးသောကာလမှာနော်ဒါပေမဲ့ဒါပလင်ဖြူရှိတရားစီရင်ခြင်းမတိုင်ခင်မှာဖြစ်ပြမဲ့အရာတွေဖြစ်တယ်ပြင်ပြတဲ့7ခွန်သူတို့ဒီတက်တေခံပြီးတော့ကအနက်ဆုံးသောတွင်တွေကတက်လာသောသားရဲဒီသူတို့ကိုစစ်တိုက်၍အောင်လိမ့်မည်အသက်ကိုတက်ပြီးမှဆိုတော့အနက်ဆုံးသောတွင်ကတက်လာတဲ့သားရဲကဘယ်သူဖြစ်မလဲခုနပြောတဲ့ Apollyon Abaddon ဟေဘရဲလို့ဆို Abaddon Greek လို့ဆိုလို့ရှိရင် Apollyon တော့အနက်ဆုံးတွင်ထဲကနေပြီးတော့သူထွက်လာပြီးတော့ဘယ်သူစစ်တိုင်မလဲစစ်ပွဲဖြစ်မှာအဲ့လူကစစ်တိုင်မှာနော်ဖះခံရတဲ့လူတွေသူတတ်လိုက်မယ်ပြီးရင်နိုင်မယ်နော်ဗျာဒိတ်7:8ကိုကျွန်တော်တို့ကပြောင်းဗျာဒိတ်7:8မှာယခုမြင်သောသားရဲတွေဖြစ်ဘူးပြီတချိန်တော့ဖြစ်ခဲ့ဘူးတဲ့အရာဖြစ်တယ်ဖြစ်စဲမရှိလက်ရှိချိန်မှာကျွန်တော်ခုလက်ရှိချိန်မှာမရှိသေးဘူးနောက်ဆုံးသောတွင်းတွေကတည်းနောက်ဆုံးသောတွင်းတွေကတည်းဖြစ်စည်းခြင်းတို့ရောက်လိမ့်မယ်အဆုံးကာလမှာဖြစ်လာမဲ့သားရဲကအရင်တော့သူဖြစ်ခဲ့ဘူးတယ်ခုချိန်မှာမရှိသေးဘူးနောက်ဆုံးတော့မှရှိလာမယ်အနက်ဆုံးသောတွင်းတွေကတည်း၍ခုနကျွန်တော်ဒီဗျာဒိတ်6:7မှာတွေ့ရတဲ့သားရဲနော် Apollyon Abaddon ဆိုတဲ့သားရဲကိုပြောချင်တာဗျာဒိတ်7:8ကိုပြန်ဖတ်မယ်ခုမြင်သောသားရဲတွေဖြစ်ဘူးပြီးဖြစ်စဲမရှိအနက်ဆုံးသောတွင်းတွေကတည်၍ဖြစ်စီခြင်းတို့ရောက်လိမ့်မည်ကဘာဦးကပင်အသက်စာဆောင်၌စင်းမဝင်သောမြေကြီးသားတို့သည်ဖြစ်ဘူး၍ဖြစ်စဲမရှိလက်ရှိချိန်မှာမရှိသေးဘူးဖြစ်ခဲ့ဘူးတယ်လူကဒီ Apollyon ဆိုတဲ့ချိန်တော့ရှိခဲ့တာအခုချိန်မှာမရှိသေးဘူးနောက်ဆုံးသောကာလမှာသူရှိလာမယ်ဖြစ်လက်တဲ့တိုင်းကမြင်တော့ခါအံ့ဩကြလိမ့်မည်တဲ့သူအနက်ဆုံးတွင်းနဲ့သူတက်လာမှာနော် Tartarus ကမဟုတ်ဘူးအနက်ဆုံးတွင်းကနေသူတက်လာမှာ Tartarus ကတီးတဲ့ကဘာဦးချမ်း6ထဲကကဘာဦးချမ်း6မှာပြင်မာတဲ့ကောင်းကင်သမားတွေချုပ်ထားတဲ့နေရာခုနပြောတဲ့ Gehenna တော့အပြင်ရက်မောင်မိုက်ထဲမှာရှိတဲ့ကျွန်တော်လူဝိညာဉ်တွေကိုပြောချင်တာမဟုတ်ဘူးเนาะအနက်ဆုံးတွင်းထဲမှာချုပ်ထားတဲ့ Apollyon သူတက်လာမယ်ပြင်ပြတဲ့20တစ်ကနေ3ကိုကျွန်တော်တို့ဖတ်ရအောင်တဖန်ကောင်းကင်သမားဒီအနက်ဆုံးသောတွင်းဤ
တော့နေတန်ဂျူးကိုကန်လေကောင်းကင်ကစင်သက်ဒီကိုငါမြင်ဤမနစ်ရှေးမွေဟောင်းဆိုတာကျွန်တော်ကဘာဦးကျန်းထဲမှာရှိတဲ့မွေဟောင်းကိုပြောချင်တာနော်ရှေးမွေဟောင်းစာရမဏတ်တီးဟူသောစာရမဏတ်ဖြစ်တဲ့ရှေးမွေဟောင်းပြီးနောက်တစ်ခုကနဂါးကိုကင်ဖန်၍နှစ်တစ်ထောင်ဖို့ချီနှောင်လေဤနှစ်တစ်ထောင်ဖို့ဘယ်မှာချီနှောင်မလဲဆိုလို့ရှိရင်သူ့ကိုအနက်ဆုံးသောတွင်းမှာသူ့ကိုချီနှောင်မှာဘာလို့ဆိုတော့ဒီပြီး20တက်မှာအနက်ဆုံးသောတော့ကိုကောင်းကင်သမားယူလာပြီးတော့တန်ကြိုးကိုလည်းကင်ပြီးတော့စာရန်ကိုတော့ဖမ်းပြီးတော့အနက်ဆုံးသောတွင်းမှာပြန်ပြီးတော့ချုပ်ထားမယ်လူညင်ထားတဲ့နေရာမဟုတ်သေးဘူးเนาะဒါလူညင်ထားတဲ့နေရာမှာစာရန်မချုပ်ထားအောင်ပြင်အခန်းငယ်3ဗျာဒိတ်20ခန်းငယ်3မှာအနှစ်တစ်ထောင်မကုန်မီတိုင်အောင်လူအမျိုးမျိုးတို့ကိုမလဲ့ဖျားရမိကြောင်းဒီနှစ်တစ်ထောင်မှာတခင်ယေရှုကစိုးစံမယ်အုပ်ဆိုးမယ်အဲ့ချိန်မှာစာရန်ကနှစ်တစ်ထောင်ချုပ်ထားခြင်းခံရမယ်မလဲ့ဖျားမိကြောင်းအနက်ဆုံးသောတွင်ထဲသို့ချပစ်လောင်ထား၍တစိမ့်ခတ်ထားတယ်ဒီလိုကနှစ်တစ်ထောင်စာရမန်နဲ့ရှေးမွေဟောင်းနဂါနှစ်တစ်ထောင်သူထွက်လို့မရအောင်ရိုးထွက်လို့မရတာမဟုတ်ဘူးနော်ဘာလို့ထားလဲဆိုလို့ရှိရင်တန်ကြိုးတွေနဲ့ချီနှောင်လာတယ်ပြီးရင်ဒီအနက်ဆုံးတွင်းကိုတောပိတ်ထားတယ်ဖဲကောင်းကင်သမားကပြီးရင်ထွက်လို့မရအောင်လဲအပေါ်ကနေပြီးတော့တစိမ့်တော့ခတ်ထားတယ်နှစ်တစ်ထောင်ကုန်ပြီးမှတဖန်ခဏလွတ်ရအောင်မီဆိုတော့နှစ်တစ်ထောင်ပြင်ဖဲပြန်လွတ်လိုက်မယ်ဆိုတော့ဗျာဒိတ်ကျမ်းအောင်ကျွန်တော်ဒီနေ့ဒီနေ့ကျွန်တော်ဗျာဒိတ်ကျမ်းလေးလာတာမဟုတ်ဘူးအဓိကငရဲကြောင့်မရနိုင်ငံလေးလာတဲ့အတွက်ကြောင့်ကျွန်တော်ဗျာဒိတ်ကျမ်းအများကြီးကျွန်တော်မပြောတော့နော်အနက်ဆုံးတော့တွင်မရနိုင်ငံရှီယိုဟေဒီစ်မှာဆိုလို့ရှိရင်ဂီယနာပိုးမသေးမီမငိမ့်ရရဲ့အပြင်ရောက်မောင်မိုက်အဲ့နေရာမှာလူသေးဝိညာဉ်တွေချုပ်ထားတဲ့နေရာဖြစ်တယ်ပြီးရင်တာဒရတ်ဆိုတဲ့ငရဲနောက်တစ်ခုရှိတယ်အဲ့ငရဲထဲမှာကပ္ပဦးကျန်း6ထဲမှာပြစ်မာတဲ့လူမျိုးသစ်နဲ့ပြစ်မာတဲ့ကောင်းကင်သမားတွေကိုချုပ်ထားတဲ့နေရာပြီးရင်အနက်ဆုံးရက်မှာအပိုလီယန်ကိုအခုချိန်မှာချုပ်ထားတော့နော်အပိုလီယန်ဆိုတာဘယ်သူလဲဆိုတော့ကျွန်တော်နောက်ကြမှာကျွန်တော်လေ့လာမှာအပိုလီယန်ဒါမှမဟုတ်ဟေဘရဲလို့ဆိုလို့ရှိရင်အဘဒွန်ဆိုတဲ့ပုပ်ကိုအဲ့နေရာမှာအခုဒီအနက်ဆုံးတဲ့ရက်မှာချုပ်ထားတာပြီးရင်နှစ်တစ်ထောင်စာတန်ကိုလည်းအဲ့နေရာမှာကျွန်တော်စာတန်ကအပိုလီယန်မဟုတ်ဘူးနော်အဘဒွန်လည်းမဟုတ်ဘူးအပိုလီယန်မို့အဘဒွန်မဟုတ်ဘူးစာတန်ကိုလည်းတန်ကြိုးတွေနဲ့ချီနှောင်ပြီးတော့နှစ်တစ်ထောင်ဒီအနက်ဆုံးတော့ရက်မှာတော့ချုပ်ထားခြင်းခံရမယ်ပြီးရင်ထာဝရမီးအိုင်ကျွန်တော်ဆုံးငရဲဖြစ်တဲ့ထာဝရမီးအိုင်ကိုကျွန်တော်လေ့လာမယ်ထာဝရမီးအိုင်ကစိတ်ဝင်စားစရာကောင်းတယ်ကြောက်စရာလည်းအမတန်မှကောင်းတယ်နော်ကဲဗျာဒိတ်19-20ကိုဖတ်ရအောင်တားရဲကိုဖမ်းမိကြ၏တားရဲစာရန်မဟုတ်ဘူးနော်တားရဲပဲစာရန်ဆိုလို့စာရန်ဆိုပြီးတော့ရေးလိုက်မယ်စာရန်မဟုတ်ဘူးတားရဲတစိမ့်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှည့်ဖြား၍တားရဲရှိ၌နမိတ်များကိုပြတတ်သောမိစ္ဆာပရောဖက်ကိုလည်းဖမ်းမိကြ၏နံပါတ်1တားရဲကိုဖမ်းတယ်နံပါတ်2တားရဲရှိမှာနမိတ်ပြတဲ့မိစ္ဆာပရောဖက်ကိုလည်းဖမ်းတယ်မိစ္ဆာပရောဖက်ကအနည်းနော်တယောက်တည်းပဲဖမ်းတယ်နှစ်ယောက်ပြင်အသက်ရှင်လက်ရှိသောထိုသူနှုတ်ကိုကန့်နဲ့လောင်သောမီးအိုင်ထဲသို့ချပစ်ကြ၏ကောင်းကင်သမားချတာနော်ဗျာဒိတ်20မှာဆိုတော့သားရဲနဲ့မိစ္ဆာပရောဖက်ကိုထာဝရမီးအိုင်တွေကိုချတာယာယီမဟုတ်တော့ထာဝရဖြစ်သွားပြီခုနကျွန်တော်ပြောတဲ့ဒီရှီယိုဟေဒီစ်မဟုတ်တော့ဘူးအဲ့ငရဲမဒီငရဲကထာဝရမီးဖြစ်တယ်ထာဝရမီးအိုင်ငရဲမီးအိုင်ပြီးရင်ဗျာဒိတ်20မှာထိုသူတို့ကိုလက်ဖြားသောမာနက်ကိုလည်းသားရဲနဲ့မိစ္ဆာပရောဖက်ရှိရာသားရဲကစာရန်မဟုတ်ဘူးနော်ကျွန်တော်တခါကျရင်သားရဲဆိုတော့စာရန်ဆိုပြီးတော့ကျွန်တော်ဗျာဒိတ်ကျွန်တော်နဲ့ပြန်တဲ့ခါမှာတခါကျရင်ကျွန်တော်မှားပြီးတော့ပြောမိတာရှိတယ်။တာရဲဆိုတော့မန်နဲ့မဟုတ်ဘူးမန်နဲ့ဆိုတော့တာရဲမဟုတ်ဘူးမန်နဲ့ကလည်းမိစ္ဆာပရောဖက်မဟုတ်မိစ္ဆာပရောဖက်ကလည်းမန်နဲ့မဟုတ်ဘူးဒီကပုံကိုသုံးခုဖြစ်တယ်နော်။ထိုသူတို့ကိုလည်းပြတော့မန်နဲ့ကိုလည်းကောင်းတာရဲနဲ့မိစ္ဆာပရောဖက်ရှိရာမိစ္ဆာပရောဖက်နဲ့တာရဲကိုဒီ16မှာထာဝရမီးအိုင်နဲ့ကိုချလိုက်ပြီး20ဗျာဒိတ်20မှာကြလဲမန်နဲ့ကိုလည်းတာရဲနဲ့မိစ္ဆာပရောဖက်ရှိရာကန့်နေရောသောမီးအိုင်ထဲသို့ချပစ်လင်သူတို့ဒီနေညမပြက်ကဘာဆက်ပြင်းစွာသောဝေဒနာကိုခံရကြလက်တဲ့ဒါပလင်းဖြူရှိတရားစင်ပြီးတဲ့နောက်ပိုင်းမှာမနက်သားရဲ့မိစ္ဆာပရောဖက်မယုံကြည်သူတွေအဝိညာဉ်အားလုံးကိုထာဝရမီးအိုင်တွေကိုဖျားချမယ်နော်မရနိုင်ငံဒါမှငရဲပေါ့နော်မရဏနိုင်ငံရေလို့ပြောပြီးဆိုလို့ရှိရင်မရဏဆိုတာရှိတယ်မရဏဆိုတာသေမင်းဖြစ်တယ်ဆိုတော့ကျွန်တော်သေမင်းလို့ကျွန်တော်ပြောလာပြီးဆိုရင်ကျွန်တော်သူတပြယုံကြည်သူခရစ်ယာန်အနေနဲ့ဘယ်လိုနားလဲဆိုတော့သေမင်းဆိုတာကျွန်တော်မြန်မာဒန်နာရီဒါမှမဟုတ်Greek တဲ့ mythology Greek တဲ့ဒန်နာရီကျွန်တော်အဲ့လိုပြကျွန်တော်နားလဲတယ်ဒါပေမဲ့မရဏဆိုတာတကယ်ရှိတယ်မရဏဆိုသေမင်းပုဂ္ဂိုလ်ဖြစ်တယ်နော်
idea မဟုတ်ဘူးကျွန်တော်အတွေးကိုမဟုတ်ဘူးတကယ်မရဏတေခြင်းဆိုတဲ့တေမင်းတကယ်ရှိတယ်ကျမ်းစာထဲမှာလည်းရေးထားတယ်အဲ့ဒါကျွန်တော်ကြည့်အောင်ဗျာဒိတ်6:8မှာဆိုဗျာဒိတ်6ထဲမှာဆိုလို့ရှိရင်ကျွန်တော်မြင်းလေးကောင်အကြောင်းကိုတမန်တော်ယောဟန်က prophet ပြုတဲ့နေရာကိုကျွန်တော်တွေ့ရတယ်ယူပါရုံမြင်နေရပါเนาะအဲ့မှာကျွန်တော်ကြည့်မယ်ဆိုရင်ဗျာဒိတ်6:8မှာထိုကငါကြည့်လိမြင်းမွဲတစည်းရှိမြင်းမွဲဆိုစိမ့်အောင်ပြောချင်တာเนาะမြင်းစီသောသူတွေမြင်းစီတဲ့သူဆိုတော့ပုဂ္ဂိုလ်เนาะမြင်းစီသောသူတွေမရဏဟူသောမိရှိဟေလဒဒါမှမဟုတ် Greek လို့ကြတော့ Thanatos လို့ရေးထားတယ်မရဏ Thanatos ဆိုပြီးတော့ကျွန်တော် Google မှာရိုက်ကြည့်လိုက် Greek mythology Greek ဒန်ဒါရီတွေတွေ့ရလိမ့်မယ် Greek ဒန်ဒါရီတွေမှာ Thanatos ဆိုတာကသူတေမင်းဆိုပြီးတော့ပုံနေအများကြီးကြော်ဆွဲလာလိမ့်မယ် Thanatos ဆိုတာမရဏဖြစ်တယ်မရဏဆိုတော့ပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော် idea ယုံကြည်ချက်မဟုတ်ဘူးမြင်းစီးတဲ့လူရဲ့နာမည်ကမရဏတေခြင်းဖြစ်တယ်ပေါ့နော်တေခြင်းဆိုတာပုဂ္ဂိုလ်နော်ပြီးရင်မရဏနိုင်ငံဒီထိုသူနောက်သို့လိုက်တေမင်းရဲ့နောက်မှာဘယ်သူလိုက်လဲတေမင်းရဲ့နောက်မှာမရဏနိုင်ငံငရဲနိုင်ငံကသူ့နောက်ကိုလိုက်တယ်တဲ့သူဒီမြေကြီးလေးစိတ်တစ်စိတ်ကိုအစိုးရ၍ဓာဖြင့်ဓာဘေးမွတ်သိခြင်းဘေးနာ၍သေဘေးဗဘေးတွေမျိုးမျိုးနဲ့သူတတ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းပြတဲ့6:8မှာတွေ့ရအောင်ဆိုတော့တေမင်းကိုယ်တိုင်ကမြေကြီးလေးစိတ်တစ်စိတ်ကိုသူတတ်မှာနော်ဓာနဲ့တတ်မှာဆိုရဓာဘေးမွတ်သိဘေးနာ၍သေဘေးဒီပုဂ္ဂိုလ်မရဏကို Thanatos လို့ခေါ်တယ်တေမင်းတကယ်ရှိတယ်ကျမ်းစာကလည်းတေမင်းရှိတဲ့အကြောင်းပြောတယ်ကြောယုံကြည်သူတွေများကမယုံတေမင်းတေခြင်းတော့ရှိတယ်တေမင်းဆိုတာမရှိဘူးမဟုတ်တေမင်းရှိရနော်ဒီတေမင်းကိုလည်းဖခင်ကထောက်ရမီးရန်တွေကိုချမယ်ကြောင်းလို့လည်းကျမ်းစာထဲမှာရေးထားတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ချက်ဖတ်ရအောင်ဗျာဒိတ်20 73 15ထဲမှာဒီလက်ရှိအခုချိန်မှာခဏတပြုတ်ချုပ်ထားတဲ့လူတွေဝိညာဉ်တွေပြီးပြီဆိုလို့ရှိရင်ကပ္ပဦးကျမ်း6မှာပြစ်မှာတဲ့ကောင်းကင်သမားတွေအားလုံးကိုဗျာဒိတ်20မှာဗာတွေ့ရလဲဆိုလို့ရှိရင်ဗျာဒိတ်20မှာဖခင်ကထောက်ရမီးရန်တွေကိုချမယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ်နော်ဆိုတော့ဗျာဒိတ်20 73 15ကိုကျွန်တော်ဖတ်ရအောင်သမုတ်တရားဒီမိမိ၌ရှိသောလူတွေတို့ကိုအပ်ပေး၏သမုတ်တရားတွေမှာရှိတဲ့လူတွေโอเคမရဏနဲ့မရဏနိုင်ငံမြန်မာကျမ်းစာထဲမှာတိတိကျပြောထားတယ်မကျွန်တော်မရဏလို့ပြောတာတေခြင်းလို့ပဲကျွန်တော်မြင်တယ်မရဏဆိုတော့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ဒီတစ်ခါကျွန်တော်မရအောင်နော်မရဏဆိုတော့ပုဂ္ဂိုလ်ဖြစ်တယ်မရဏနဲ့မရဏနိုင်ငံဒီမိမိတို့၌ရှိသောလူသေးကိုအပ်ပေးကြ၏ဆိုတော့ကျွန်တော်ဟေဒီငရဲမှာရှိတဲ့လူသေးတဲ့ဝိညာဉ်တွေကိုအပ်ပေးတယ်ဒီဗျာဒိတ်20မှာဆိုလို့ရှင်ဖခင်ကဒီယာယီချုပ်ထားတဲ့ငရဲကိုသူရုပ်သိမ်းခြင်းထာရမီးရန်နဲ့မှာသူချခြင်းတဲ့ကြောင့်မရဏနိုင်ငံကလည်းလူသေးတွေကိုဖျားစီကိုသူအပ်ပေးရတယ်ဖျားစီကိုအပ်ပေးရတယ်လူအသီးသီးတို့ဒီမိမိတို့အကျင့်အတိုင်းတရားစင်ခြင်းကိုခံရကြ၏စလေထိုအခါမရဏနဲ့မရဏနိုင်ငံကိုမီးအိုင်ထဲသို့ချပစ်လေ၏ထိုသေးခြင်းကဒုတိယသေးခြင်းဖြစ်သည်ဆင်ငါသစ္စာဆောင်၌စင်းမဝင်သောသူရှိသမျှတို့ကိုလည်းမီးအိုင်ထဲသို့ချပစ်လေ၏ဖယားသစ္စာဆောင်ထဲမှာရှိဖို့အတွက်ကသခင်ယေရှုကိုသခင်ယေရှုကိုသခင်ပိုင်ရှင်ပြည့်နဲ့ယုံကြည်ဖို့ဖြစ်တယ်သခင်ယေရှုကတေပြီးတော့ရှင်ပြန်ထားမယ်လို့ဆိုတော့ယုံကြည်တဲ့လူကသစ္စာဆောင်ထဲမှာစင်းပါတာဖြစ်တယ်ဆိုမပါတဲ့လူတွေအားလုံးကိုထောက်ရမီးရန်တွေကိုဖယားကချတယ်အဲ့မှာမရဏတေမင်းကိုလည်းချမယ်မရဏနိုင်ငံကိုလည်းချမယ်ပြီးရင်ဘာလို့မရဏနိုင်ငံကအကုန်အပ်ပေးရအောင်ဖယားကျွန်တော်ဒီပလင်ဖြူရှိတရားမတိုင်ငယ်တဲ့ဒီလူတွေအားလုံးကျွန်တော်စီမှာရှိတယ်မရဏနိုင်ငံငရဲထဲမှာငရဲမင်းလက်ထဲမှာရှိတယ်အားတော့ဖယားစီသူအပ်ပေးရတယ်အကုန်လုံးအပ်ပေးပြီးတော့မရဏနိုင်ငံအားလုံးကိုဖယားကထောက်ရမီးရန်တွေအောင်ချတယ်ဆိုငရဲကဒါကြောက်စရာကောင်းပါတယ်နော်ဆိုတော့ကြောက်ချိန်ရှိသေးတယ်ငရဲမသွားဖို့တကယ်ရှုယုံကြည်လက်ခံဖို့ဖြစ်တယ်ဆိုတော့နောက်ဗီဒီယိုမှာနောက်သင်ခန်းစာတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ရအောင်ဖျားသခင်ကောင်းချီးပေးပါစေ